မေတော့ဘွာလေးတော့တော့ပါရစလိုက်တာတော့ရစလိုက်တာ没拔光了呀，这没有拔光了，他没压着。黑高你，黑高你，啊，黑高你，别叫他，哎呦，别他，把笔来，没叫开那么个，叫他把笔来。大姨，明天咱们生意我们settleတော့နော်လုံစမ်းအောင်ကမကွင်းလေးရှိတယ်နေပါဖြစ်မှာဗောမင်းငါ့အောင်ခေါ်တာဒါကြီးဟဲ့ငါပိုင်ဖြစ်ကြကြောင်းလုံးဝမရှိဘူးနော်စနေမင်းသိပါရဲ့စနေမအမေကမကြဟိုဝှက်ချင်းလေးလှမ်းပြီမယ်အော်စားပါဟဲ့ဟုတ်ပြီယောမင်းလည်းရမ်းစားရနော်တားမစားနဲ့ဝမယ်အေးဟိုနော်နောက်ဆရာမအေးရအေးခိုင်လက်ခံတယ်စိတ်ကြီးပါကြီးရပြောဘာကြီးရအာယောလုံးနဲ့မင်းရတယ်ကွာငါဖြန်ကြတဲ့ကောင်လေးစီရပဲငါကောင်းဝင်ပြမှာနော်ငါအဲ့ဒါစိတ်မဝင်ရဘူးတမအာဒီဝလုံးတဲ့လူတွေတော့ထားလိုက်ပါကွာတနာပါလေမင်းရတယ်အေးတခြားဟာများရှိပါတယ်လုံးဆိုင်မင်းရတယ်ပြီးတော့အဲ့ဒါရရတွေ့တယ်ပြီးတော့တန်းတော့ပေါ့အေးဒါအဲ့စနေကူနာတော့ဖုံးပြီးတော့ငါကြားလိုက်တယ်နော်ဗါလဲတမအာဇီဝတွေရောဖြန်တာတွေရောနောက်တော့ဗါလဲနေပြောတာလေရွှေဟောအေးရွှေတာနေမဟုတ်တာလည်းမလုံးနဲ့နော်ငါမကြိုက်ဘူးမလုံးပါဘူးမင်းသူကျမ်းမှန်ဘူးနေတယ်အမေကြီးကမီးဘူးလို့ပဲဒီမှာဟဲ့မအေးဆိုတာလေကိုသားသမီးကိုပူရတာဗောမှန်ပါတယ်မင်းဒါပေမဲ့အေးစီတားနိုင်တယ်ဥမာသားအမေကအဝေတောင်းလာတဲ့ပြည့်တယ်နိုင်လို့ပြည့်ရပါအေးဆိုလေအဲ့လိုခါသားလေးတွေဖောက်ပေးတယ်လေဟိုမကိုင်းနဲ့အမေသမီးဟုတ်လားပြရတယ်တော့
မေတမီဟိုကားရပြုတ်ကားလေဟဲ့ အော်အမေရုံးကကားလေးတမီးခုကုမ္ပဏီမှာအလုပ်ရနေပြီ ဟုတ်လားနော်အမေကိုလည်းပြုတ်ဆိုင်ရအောင် ဩမလိုပါဘူးဆိုနေလဲတော့ပတ်စံလေးရှာနိုင်ပြီဆိုရဟန်းဆရာကြီးလို့ကပဲဆရာကြီးလို့ရှင်ကြောင်းလာသွားတော့အာသာနင့်လိုပညာတတ်လို့အမေကိုနေထက်တောင်းပို့ပြီးတော့ဟိုးတိုက်ကောင်ထားနိုင်တယ် မလေး ဘောဘော မောင်မဒီလေးလာချိနေနေတယ်ပြီးတော့သူ့ညီမလေးကိုစိတ်ဓာတ်နဲ့ကြိတ်ချစ်နေပြီသိရကြ ဒီပတ်စံပေးပြီးတော့ပြောရတော့ကွာပဲ အမေမချစ်လို့လားပြော တော်စမ်းပါရဲ့နင်းနဲ့ငါနဲ့တော့တမီလဲမွေးတော့ဆိုမောင်တော်မဖြစ်နေရဟာအဲ့သစ္စာတွေပြစ်တာတွေတိတ်ကြိုက်တဲ့ကောင်မဟုတ်လူဆိုတာမွေးကလေးတယောက်တည်းသေတဲ့တယောက်တည်းပဲတည်ရမှာအဲ့တော့နင်းလေးမှတ်တာဟောဒီနေ့ကပြောအောင်ပဲနင်း Facebook မှာလေ4မိနစ်ကြာတက5မိနစ်ကြာတကလောက်အဲ့လင်းချောင်းကားချောင်းရှင်းရှဲတယ်တည်ရသူကကြည့်တယ်မျက်စိတော့နေပြီညကဘလော့ထားတာကိုနင်းတည်ရ ကိုကြီးရတော့ ဟုတ်တယ်ပြလို့ပြပြီးသားပြည်စီပြန်ယူမျက်စိစုံပါလို့တနာလို့နော်အတန်အောင်တယ်နော် စနေဟာစနေအော်ထမင်းစားမှာမဆိုမှာနေကွာပဲသွားတာ သိပါဦးမီရဲ့ပတ်စံ9000ပေးရမယူဘူးတဲ့ပြီးတော့ယူသွားတယ်လူပေါင်းမိုးချုံလေးချုံပြောပြီးထွက်သွား သမီးကိုကြောင်းလည်းသိရသားနဲ့တွားလိုက်ခွန်တော့ထမင်းစားမယ်လို့ ကိုကြီးကိုကြီး 妈让我传给，俺那么3年过3年。 စနေမင်းညာထွန်းကျော်ရိုက်သွားတယ်သူဟိုမှာ9ချက်တော့ထုတ်လိုက်ရတယ် ဘယ်လိုလဲမသိဘူးအသေးကြီး မင်းငါ့ကိုပြောင်းမလိန်နဲ့နော်မင်းအကြောင်းငါသိတယ် ဘာလို့ပြောင်းလဲရမှာလဲယောက်ျားပဲကိုလို့ရလို့တယ်ဘလို့မလုပ်ဘူးပေါ့စောစီတာမစားပါနဲ့ဗျာအေးအေးနေနေတာ စိတ်ခရတဲ့ကာကရှင်ကိုယ်တိုင်ပြောတာမင်းဘာညင်ညင်သေးလဲစနေ ဟာဒီကောင်၆ပဲကိုကိစ္စကိုမရှင်းဘူးဘာနဲ့ပဲလားပြောနေစောစီဒီခွိုင်လာမရှာနဲ့ခွိုင်ရှာရင်ဝိုင်းလိုက်သွား အဲ့တော့စနေငါစကားမဆုံးသေးဘူး စနေဟုတ်ဘာများဖြစ်ကြလို့လဲရှင်ကျမသားလေးဘာများအမှားလုပ်ထားလို့လဲ အများသားမင်းညာစိုက်ကယ်ပြင်နဲ့ထွန်းကျော်ရိုက်သွားလို့အဲ့ဒါငါမေးတာ အော်အဲ့ဒါတော့လေသားလေးကမင်းညခေါင်းကိုက်လို့အိတ်နေတာပါကျမတောင်းဝင်ယူ အမေဘာမှဝင်ပြောနေတယ်ကျွန်တော်နာမည်ပြောသွားရင်ကျွန်တော်တို့ထင်နေတယ် မင်းရိုက်လိုက်တာ အရင်ကဘာဖြစ်လဲကျွန်တော်မလုပ်ဘဲနဲ့ကျွန်တော်လာပြောလို့ကဘယ်သူတွေပိုင်းနားလို့ငိုးပြီးတော့သွားမယ် စနေတော်စမ်းကျမတောင်းမှပါတယ်ရှင် အမေဘာအောင်တောင်းပန်နေတာလဲအမေကပါလေကိုယ့်အစီအတိုင်းစော်ကားလို့တမင်းခေါ်ကြွေးအောင်လို့လားအမေအဲ့လိုကြက်ကြက်လို့
မောင်မချင်းစောင့်ကြည့်ပစ္စည်းရတော့ဒါပစ္စည်းမှဆက်ဆံမလို့ပေါ့တော့အားလုံးပဲအမေဖေး 帮帮。 ဘာလုံးနေလဲနာဖမ်းတာတစ်ဖွဲ့မိတာတစ်ဖွဲ့နှစ်သီးရောစားပြီတဲ့ 没有的。 အဲ့လိုပါလို့ကျွန်တော်ဒီတစ်ခါပဲလုပ်ဘူးလား ဒရမာကြီးတောင်ပြောချုပ်ကားပေါ်တက်မလားအဲ့ထုတ်ပေးတော့ကုန်းလုံးတေချာမှာတာတစ်ခါပဲရမှာနောက်တစ်ခါတို့တော့ တော်လိုက်ကြတာကွာတော်လိုက်တဲ့ငါတပည့်ဟမ်ပုံမကြတဲ့နေရာမှာကဲကိုပါကိုရှိုက်လိုက်ကြပါဝါဘောပါလုံးချိန်မှာတောက်စားမှုယူနေတော့ဖြစ်မှာပေါ့ ကျွန်တော်လုံးချိန်မှာအရင်မတော့ပါဘူးဆရာ မင်းတို့ရဲမတော်ဘူးဆိုတာခွဲရမယုံဘူးမမေ့လားအဲ့ကောင်မမေ့လား မတ်စတာထားတယ်ကောင်းစုံနဲ့ပြရက်ကရှိရှိရဲလို့ပြောတာပဲ ဒါပဲလားဒါပဲမမြင်ပါသွားပြီခုပစ္စည်းတွေပါသွားပြီဘယ်သူမှမသိလိုက်ဘူးမမှတ်မိဘူးရဲလို့ပြောတာပဲဟမ်ကောင်းကြပါလိမ့်ကွာစိတ်ချပါခဲ့ကျွန်တော်မအားလုံးမလိုက်တော့တာကျွန်တော်လိုက်တော့ရင်ဒီလိုဖြစ်เสียအကြောင်းမရှိနောက်ကိုဒီကောင်လေးနဲ့လွှဲမထားစိတ်ရှောင်ရဲမဖြစ်နိုင်အဲ့ဒီကောင်ရဲဟုတ်ကိုမဟုတ်ဘူးကွာဟောဖြတ်ကြပါလေအဲ့ဒီကောင်ကလေးကိုမရအောင်ပုံစံအဲ့ဒီပတ်ဝန်းကျင်ကပဲဖြစ်လိမ့်မယ်ဟုတ်ကဲ့ပါငယ်ဟာစီခေါ်ပဲအသက်တော်ပါလာပါစေရောဒီတော့ စနေနေအိမ်နေတဲ့ထဲ့နေတယ်ဒီပတ်စံနေရောအဲ့ဒါလည်းမှားနေတယ်ဟမ်ဟဲ့
မေစိတ်မစေးရဲကြည့်ဘူးနော်စနေမင်းပြောနေတယ်လေ อ๋อမင်းတို့ကစိတ်စင်းအောင်လုပ်နေလို့လေမင်းတို့ကလည်းဒီလူပြဿနာပုံကြီးကြာနေတာပဲအေးစစ်စစ်တော့ဟိုရက်ွက်လူကြီးတော့တွားပြီးအလူကမတက်နဲ့နော်သူ့တော့လုံးဝကြည့်လို့မရ စနေမင်းအလုံးလုံးတာလည်းမမြင်မဲနဲ့ဒီပတ်စံနေရတယ်ဆိုတော့ငါဘလို့မှမယုံတော့မင်းဘယ်ရရလာလဲဆိုတော့ငါအမှန်တိုင်းမပြောလို့ရှိရင်ဒီပတ်စံငါမယူဘူး ဩမင်းအေးစစ်စစ်တော့ပြဿနာမရှိဘူးမင်းတော့ယုံနော် ငါတောင်းတောင်းဖို့မမေးနေနော်ဒီပတ်စံတွေဘယ်ရရလာလဲလို့ဟမ်ငါမယူတော့မသိ အဲ့အမေစိတ်လျှော်အမေသာအေးစစ်စစ်ပဲကောက်ရတာအမေသာကောက်ရတာရော့စိတ်ငယ်မင်းရလေအမေတော့ဝိနေကြဘောင်းနေလေအမဲအောင်လေအပြည့်ဒူးပြည့်လေးနဲ့ လျှော်ထားတယ်လှမ်းထားတယ် ဟောမင်းလည်းအဲ့ဒါမဝေ့ရသေးဘူးဝိနေကြဆိုရင်မဝေ့ရသေးဘူးမင်းလျှော်မယ်ဆိုတာကြီးပဲဇွတ်ဒီမှာရေးချောင်းကိုတိုင်နေကုန်ပတ်ကုန်ဟောတကယ်ပဲ ငါမင်းအောင်မယ်နေအခုဝိတ္တေထဲလာဘယ်သွားမလို့ဟမ်ငါ့ကိုလည်းသေချာပြော ဒီမှာလေးမိသားအလုတ်ကလည်းဆယ်ရန်လေးရတာတယ်ပြီးတော့ရက်ွက်လူကြီးကိုလည်းခင်ဗျားရက်ွက်မှာမနေဘူးပဲပြည့်တယ်ညာပြည့်တယ်ဆိုဖြဲတာလေအဲ့တော့လည်းအပြောနဲ့လုံးနေညီအောင်ခဏလိမ့်လို့အဲ့တော့ဒါတိုက်ခန်းလေးငါပြီးတော့ခဏနေမယ်အဲ့တော့အမေဘာမှစိတ်မဝင်နဲ့ဟောလေစိတ်မဝင်နဲ့နေရဲ့မင်းရလဲအော်မေသားဖုန်းဆက်လိုက်မယ်မေဖုန်းတော့ပိတ်ပါနဲ့ဘာမှမရှိသေးပါမေဒီကိုလုံးကလေဖုန်းမပိတ်ထားကြတာမသိပါဘူးပြေဘုံပြောရင်နောက်ကကြားရည်စင်နေလိုက်နေဆိုပြီးကိုပြောနေတာလေကိုပြောပြီးဝိပတ်လို့ချပါတော့တော့ကဘာမှကိုပြောလို့မရတော့အဲ့တော့မေဘာမှစိတ်မူနဲ့မေသာဖုန်းဆက်လိုက်တယ်နေစီဟိုရမ်းလိုက်ပြီကောင်းတယ်တိတ်တော်တဲ့ကောင်းတယ်ဟမ်လုံလိုက်လွဲနေကြီးပဲငါစီခေါ်လာခဲ့ပါဆိုတော့အသေးသက်ပြစ်ခဲ့တယ်တိတ်ကောင်းတယ်မင်းတို့ထဲမှာငါဩဇာကိုတသွေးမတိတ်လုတ်ပေးနိုင်ပဲကောင်တကောင်တော့လိုနေပြီကွာမင်းတို့တယောက်မကြတာလိုရမယ်လူတော့ရှက်လာမင်းတို့တွေလူမိုက်တွေမလောက်ကြတဲ့တော့စပွဲလို့သွားလို့စိတ်မလုံးပါဘူးဟိုဘက်လမ်းမှာနေ
ဒါနဲ့ဟိုဆွေမျိုးသားကြီးညီကူမောင်မရောဘယ်ရောက်ကြလဲ အေးရလေးနဲ့နှစ်ယောက်တည်းနေတာပါကိုအမေကငယ်ငယ်လေးတည်းဆုံးသွားအဖေကနောက်အိမ်တော့မပြူဘူးလေဒီကိုတိတ်ချစ်တာမင်းစင်ရတဲ့အထိရှားကြွေတော့မယ်ဖေဘာလို့မလဲမလုပ်ခိုင်းတကူတော့ဒီဆိုင်တဲ့လေအဲ့နေဖေတို့ဖေကမွေးပေးရပါလေ ဒါနဲ့အဲ့နေဘယ်လိုပြေးကြလဲဘယ်တော့ပြေးသွားကြလဲ အဲ့နေအဖေကပင်စစ်ထုတ်ရကိုယ်အေးဟာအဖေပင်စစ်ထုတ်တဲ့နေ့တိုင်းလိုက်သွားနေကြဖေကပင်စစ်ထုတ်တဲ့နေ့တိုင်းအေးတော့အမတရားပင်စစ်တခုအမေကဝယ်ပေးတာကိုယ်ခါရရတရားကဲရီစီးနေကြပါကိုယ်အဲ့နေကြပါတော့စီးတဲ့ကဲရီသမားမအားရနဲ့အဲ့တော့ပင်စင်ထုတ်တဲ့နေရာဖြတ်လန်းသွားရင်အခုလိုဖြစ်ကုန်တာ ဒါနဲ့ဒီကဘုဒါနဲ့ဒုက္ခဆိုရင်ညညရန်စားရှိလို့ ကိုယ်အဖေကဘယ်လိုရန်ညွှန်းရန်စားရှိရမှာလဲအဖေကတရားသမားပါဆိုင်တေးသေးလေးမှာပဲဈေးရောက်နေတယ်လူရိုးလူအေးပါဒီကိစ္စလူမပြီးတတ်တာလို့ပဲအေးကတော့ထင်တယ်အေးအဲ့လိုပဲတတ်မှတ်တယ် အေးဟိုဟာဘာပဲဖြစ်ဖြစ်ပါကိုညီလုံးပြောနေကိုကိုဆိုရင်ပြီးတော့ဒီကဟိုတစ်ခုခုဟိုစားကုငွေတဲ့ဘောနာရီကုငွေတဲ့ဘောယူပါလောက်ပါယူလိုက်ပါ ကျေးဇူးတင်ပါတယ်အခုဆိုင်နေဝင်နေအောင်လေအေးကော်ဖီဖြောတိုက်မယ်ဟိုကော်ဖီမတောက်လဲအေးလေးဖြစ်ဖြစ်တစ်ခုခုတော့တောက်နော်ကျေးဇူးလေကောင်းညီမနာမည်ဘယ်လိုကောင်း ညီမနာမည်ကအေးစိတ်ပါကိုအခုနာမည်ရော အခုနာမည်စနေနောက်လည်းမကြမ်းကြလာခဲ့မယ် အစင်ထောက်တဲ့နေရာဖြတ်လန်းသွားရင်အခုလိုဖြစ်ကုန်တာအဖေကဘယ်လိုရန်ညွှန်းရန်စားရှိရမှာလဲအဖေကတရားသမားပါဆိုင်တေးသေးလေးမှာပဲဈေးရောက်နေတယ်လူရိုးလူအေးပါဒီကိစ္စလူမပြီးတတ်တာလို့ပဲအေးကတော့ထင်တယ် မေဘာလို့နေရကိုကြီးရော မိကိုမျောနေတာကွယ်ပြီးတော့သူဒီမှာနေတော့ဘူး ဘာလို့လဲ ဟိုတလုံးလုံးကရပ်ွက်လူကြီးနဲ့စကားများကြတယ်လေအဲ့လူတွေသူကရဲဘက်မှာမနေတော့ဘူးပြောလိုက်တာသူရဲ့ပြီးတော့ဟိုတနေ့တော့သူအလုပ်ခဆယ်ရလို့တဲ့သူ့ဆက်နေပြီးတယ်ပြီးတော့သူလည်းတခန်းနဲ့တခန်းကားနေလဲဆိုပြီးအဲ့လိုပြောပြီးတော့သွားတာပဲသူရဲ့ ကဲပါမေရဲ့မမစိတ်ပူနေပါနဲ့မိသားပြန်လာမှာပါတမီးအိမ်ထဲဝင်အောင်နော်
ည်ပါတယ်မမေတမီးစိတ်မပူပါနဲ့ မင်းရဲ့တောင်းတော့စိတ်သူမျိုးစိတ်မပူဘယ်နေရမလဲကွယ် အမေတောင်ကိုချစ်ပါတယ် ဟာဒီအစနေရှာလိုက်ရတာကွာနေနေမေးဖို့ဆိုပြီးတဲ့ပေါ်နဲ့စောက်လို့ရစောက်နေတာကျွမ်းနေတယ် ဘယ်ဟုတ်စဲ နေအောင်လို့ကွာနေရတဲ့ဆိုတော့ ငါနဲ့လွဲရအဲ့မှာစား ဟောအဲ့ဒါကြောင့်ဘောကစက်မြောင်ကြည့်နေတာကွာစက်မိတ်ထားရတယ်ဆိုတော့ဖေ။ဘာသိဖို့ရလို့မင်းကနေလို့ နင်အသေးအမြဲကွဲနေမှာမဟုတ်လားအစမ်းလို့ ဖေ။အခုတော့ပွဲတာအရင်တော့မတူဘူးကွာဟတ်တဲ့ယူပွဲတာ တာကြီးရငါတို့ဒီတစ်ခေါက်တော့တကယ်ကြီးပါငါနှလုံးသားတော့လုံးဝမရတော့ပါဘူးအရေးပေါ်အခြေအနေဖြစ်နေပါပြီမင်းအမြဲတမ်းကြီးကြဲကြဲတွေအမြဲလုပ်တယ်နော်အဲ့လောက်ကြီးမင်းချစ်နေပါတော့မင်းဟိုကဘောကြီးတော့ထားရအောင်ပေါ့ မင်းရတယ်ငါ့ကိုဆိုပြောမယ်ဆိုတာကြီးပဲဒီခုတ်တဲပွဲတာအရင်တော့မတူဘူးကွာဖေ။ရက်ဖို့လေးရတယ်လူမျိုးမင်းသိရမလားမဘောညမကွာ မသိဘူးဟေ့အိမ်တော်သူစင်းစုနေကောင်မဟုတ်ဘူး ခေမင်းမသိတယ်ငါပြောပြမယ်အဲ့တော့ငါအရန်ချစ်တာဟောအခု तू ကယောက်ျားယူတော့မယ်ယူမရတော့လေမင်းကြည့်အောင်ကွာအရင်တော့ငါကြည့်မြောက်ဆိုပြီးရိုက်ခွဲခဲ့ရတယ်ဟောအဲ့ကောင်နဲ့ယူမှာ မင်းမင်းလူရိုက်ရယ် အေးလေ အမေဇာတ်တွေပဲဘယ်လိုဖြစ်တာရှိလို့ပါလူတွေပဲဖမ်းရိုက် ဒါတော့ကွာအချစ်ရစွမ်းရတယ်ဟောဟေးဟေးအဲ့ကောင်လေးငါကြည့်မြောက်လို့အပီကိုရိုက်ခွဲခဲ့တာအဲ့ကောင်ကဘယ်လိုရိုက်ခွဲခဲ့လဲမသိလား ငါလည်းမစနေကွာ တိုက်တဲ့ကောင်တိုက်ခဲ့ဖိုင်းတဲ့ကောင်တိုက်ခဲ့ငါလည်းစနေကွာဆိုတော့ငါအော်ပြီးတော့ထွက်ပြေးလာတာကွာ အဲ့ဒါမင်းကျေးဇူးရှင်မင်းကိုငါရှာနေတာနော်ကျေးဇူးရှင်မင်းကျေးဇူးနဲ့ငါဒီတိုက်ခန်းပေါ်ကိုရောက်နေတာနော်ရက်ွက်လူကြီးနဲ့စကားတွေများပြီခမရရက်ွက်မှာမနေဘူးဘာဖြစ်လဲညာဖြစ်လဲဆိုပြီးဒီကိုရွေ့လာတာဟိုစိတ်ရှိပါတိုင်းရဟိုရက်ွက်တွေမှာစနေဆိုပါရပြီးရကွာဟိုပြီးတော့လူငယ်တွေလည်းမြို့ကျွတ်တယ်ဆိုတော့မင်းနဲ့မတော်ရတော့ကွာစိတ်ကြည့်ရနော် ဒါလည်းမင်းနေမယ်ဆိုဘယ်တော့နေမှာ ငါနှလုံးသားတန်ရာတွေကြက်တဲ့အချိန်ကြီးပေါ့ကွာနော် အေးနေတာတော့အကြောင်းမဟုတ်ဘူးရောက်ရေငါမင်းကိုပြောမယ်အပေါ်လေးပါရေးကြည့်ကြည့်ဦး ဘာဖြစ်လို့လဲ ဟေ့ကုံစင်းတော့တာရင်ငါပေါ်ရောက်နေပြီနော် အဲ့ဒါတော့မင်းမပြောတဲ့လူတိုင်းကြီးတွေရောက်ရင်ငါမင်းကိုဦးလိုက်ချတော့ကားကလည်းတော့အကုန်လာတာပတ်စံတော့မရှိတော့ လူတယောက်စိတ်ကမနေဘူးဒါမင်းငါနဲ့နေမယ်ဆိုရင်ငါနဲ့တူလှုပ်လှုပ်မှရမှာ ဒါကတော့မင်းဆန်စားမှတော့ငါရှင်းရမှာပေါ့ကွာမင်းရတယ် ငါအလုပ်ကလည်းဟဲ့အောင်နော်ဂွင်လေးတွေဘာလေးတွေတွေ့လို့ချင်းဝင်မရုံပဲ အေးပါကွာမင်းကြိုက်တာခိုင်းမင်းတော့ကငါအမြဲတမ်းရှိတယ်မင်းခိုင်းလို့ကငါအကုန်လုပ်တယ်ငါဘိုက်စားတယ်လို့ငါ့ကိုစားကြရလို့အရှိကျွေးတယ်ပေါ့ကွာ ဘိုက်ဆိုင်နောက်ပေးသွား ဟုတ်ရနောက်ဘယ်ငါဘာလို့တော့မလဲဘိုက်စားပဲကွာမင်းမိုင်းရိုင်းနေတယ်ပေါ့ ဒီမှာထမင်းရှိတယ်ဒီမှာစား ကျေးဇူးဘိုင်းကြိုက် စီနေစားနေစားတယ် ကျုပ်ကြော်တော့လုပ်ပါကွာမင်းရတယ်ဘာမှမရှိဘူး လာအဲ့ဒါဆိုရင်တော့မင်းမီးဖို့ကြောင်လာသွားတော့ကွာ မင်းရိုင်းလိုက်တာဟုတ် တောင်းဟဲ့အောင်မပေးနိုင်နိုင်ရှင်နိုင်ဒီနေရာမှာလာပြီးတော့မိသားစုချွေပြီးသားလာလုံးနေနဲ့မပတ်စံရှိရင်ကောအဲ့ဘုံချုပ်နေလိုက် ဟေ့အဲ့ဒါဒီကောင်းကြောင့်ပါကွာ ဟောမိမလားမိမပြင်ရရုံလိုက်တော့နားမနေပါနဲ့မိမဘာတော့ ဟေ့မင်းကိုမင်းကမဖိတ်မလားငါဖိတ်ပြရမှာပြောဟေ့ ဟုတ်ပါလေအဲ့တော့တော့ရဲ့အကူပါသူတောင်းပန်ပါလေကိုရ မင်းမေရောငါအဲ့လိုလုပ်လို့ရဟမ်မင်းကိုမွေးထားတဲ့မင်းလိုပဲယုံနေရကြီးနေမှာပါထွေးဟာဟဲ့နင်ပြောတဲ့ကုံလို့ဆိုတာလားဟဲ့တော့ပြောတယ်လာကွာရနင်ဒီရရတဲ့ဆန်နဲ့ငါတို့သားမီးကို
背不呢？要多没要，啊！အဲ့ဒါဘောကြတယ်ကွာဟမ်ငါတော့ရှုံးရမြတ်ပဲတင်တယ်အဲ့ဒီကောင်လေးကငါမချီးကျူးပဲမနေနိုင်ဘူးကျော်ကြီးငါစီအဲ့ကောင်လေးခေါ်ခဲ့ဟာအန်ကယ်ဒိမမရှိရဒီကောင်ဘယ်တော့ကျွန်တော်ဘယ်သိမှာလဲတော့မကြဘူးလို့ပြောရင်မင်းမနာနဲ့ကျော်ကြီးမင်းကောင်မလေးအဲ့ဘာရဲ့ဘောထဲမှာအလုံးလုံးတယ်အဲ့ဒီကောင်ကမင်းကောင်မလေးရဲ့အကိုအခက်ခဲရှိတယ်ဟမ်အခက်တာရှိတယ်โอเคနော်ကျော်ကြီး你都家里。我查一查。嘿，你看俺家有那个东啊，我们几包没拿走的。ဘာဖြစ်လို့လဲကိုမောဘာဖြစ်ရမှာလဲငါပကောင်နဲ့နေကြည့်အောင်ပစုံကြောက်တကောင်မပြောနဲ့အမကြီးအကျော်တော်သိမ့်မပေါ့တော့ချပစုံကြောက်တွေမှာနဲတာမဟုတ်ဘူး ကိုဘိုးဟာလည်းကိုစနေကအေးစင်ရဲ့ကျေးဇူးရှင်ဆိုတော့စေတနာပို့ပြီးတော့ထည့်ရလက်လွန်လာတာပါနေမျက်နှာလိုက်လိုက်တယ်ပြောစမ်းပါမင်းတို့နှစ်ယောက်လို့နော်ရိုးတော့မရိုးတော့ဒီလည်းမရိုးတော့ ဟာဟေ့မင်းကမင်းစင်မှာကန်ချာ မရကွာရိုးဆိုစားလိုက်အောင်နှစ်ယောက်ပေါင်းပြီးဝိုင်းဖိခြင်း အဲ့ဒီတော့ထဲလိုက်အောင်你少年呢，多少位？စားပါကွာမင်းကဘိုက်စား啊，我少辈子。ရှက်ပါ你都往别杀烧杀。ကောင်းပါနော်ဘယ်လိုလုပ်တော့ကြည့်ပါဦး杀杀杀杀，我杀你杀。အဲ့ညီမလေးရဲ့ချစ်သူကိုကြောင်မျိုးလက်ပါမနေ့ကညီမလေးတို့နှစ်ယောက်အချင်းချင်းစိတ်ကောက်နေကြတဲ့အချိန်မို့လို့ကိုကြီးအထင်လဲသွားတာပါဟုတ်တယ်ကွာကျွန်တော် trust တွေစစ်တယ်အဲ့နေရာကိစ္စအတွက်တောင်းမှကျွန်တော်လာခဲ့ရဟဲ့နောက်ကတော့အာယုံမနောက်နဲ့ရောက်နောက်မဖြစ်စေရပါဘူးကိုကြီးရဲ့ညီမလေးတောင်းမှပါတယ်ချစ်သူတွေဆိုတော့တခါတလေဖြစ်ကြအောင်ဘာလို့လဲအဲ့ဒီကနေလည်းမူးသွားလို့ရပါတယ်အော်ဒါနဲ့ကိုကျုပ်ဦးလေးကကိုကြီးနဲ့တွေ့ချင်လို့တဲ့အချမ်းမဟုတ်ပါဘူးအလုပ်ကိစ္စပါဟုတ်တယ်အဲ့ဒါဘူးတော့ကလောရချင်ကျွန်တော်လာခေါ်လိုက်တာကောင်းတော့ကွာဘာလို့လဲအရင်လိုခွေးလေးဖမ်းရမှာမင်းကလေဟေ့မင်းစိတ်လျှော့ပါကွာမင်းကလေငါပြောတော့နားတော့ငါတို့မှလှုပ်လဲရှိတာမဟုတ်တွားကြည့်လိုက်ပါကွာနော်အာမင်းကလေတွားကြည့်လိုက်ပါကွာဘာဖြစ်ဖြစ်နော်โอเคရဒီဘိုးတော့ပြောလိုက်အောင်နဲ့အောင်လာခဲ့မယ်လို့နော်ကျွန်တော်ပြောလိုက်ပါကိုကြီးညီမလေးတောင်းရမယ်နော်မောင်ရဲ့လှုပ်ပုံကိုင်ပုံတွေတော့ဟိုတနေ့ခံလာရတဲ့အင်္ဂတ်တပည့်တွေကိုကြည့်ပြီးတော့အကသိတဲ့ဘောကြစိတ်တော့အတော့ပါရဲတဲ့တော့ခွက်ကလေးတွေရှိရဲ့အငဲ့လောက်ကရှင်းပါတယ်ကွာလုပ်ငန်းရှင်တွေကို
အငယ်ကအတိုးနဲ့နဲ့အရင်ကြီးထုတ်ချီးရကွာချို့ရတဲ့အချိန်ပြန်ဆက်တယ်ချို့ကကြတော့တို့လုပ်ငန်းအောင်မြင်သားနဲ့ပြန်မဆက်ကြအောင်ရှင်းရှင်းပြောလူဘာဝတာကွာနောက်ထပ်အငယ်အလုပ်တွေကိုတော့မောင်ရင်အငယ်နဲ့လုပ်နေသိလာပါလိမ့်မယ်ခဏနော်ဆရာကြီးဆိုတဲ့အကမင်းတွဲလုံနေတဲ့ကောင်မလေးရဲ့အနှံ့သက်တွေထွက်ပါလေမင်းကနှာခေါင်းမကောင်းတာဟောစိုးမို့မင်းစကားပါလေအဲ့ကောင်မလေးကမင်းလောက်ကွက်တယ်မတင်တာတော့မင်းအเจ้าတွေကိုလည်းတေးကြစုံစမ်းနေပြီအေးတိုင်လာတော်လာဖြစ်လာရင်တော့ငါတို့ဘက်ကဖြစ်ငါဆရာကြီးကမင်းကိုတတ်ငါလည်းဘာအကူကြီးမှမပေးနိုင်အဲ့ကောင်မလေးနဲ့မင်းစရင်ပြောင်းရှင်းတာငါထပ်မှာငါဆရာကြီးရှိတော့ငါကဆရာကြီးပွဲတော်ပေးမထားမင်းကတော့ဆရာကြီးပွဲကိုယူလာတဲ့အတွက်ငါ့ကိုပို့ရမယ်လူတွေပို့ရမယ်ပစ္စည်းတမရက်အတွက်ရအောင်ပို့မယ်ဒါပဲဆရာကျွန်တော်ဘယ်ပိုင်းရလဲအဲ့လူဘာဝတဲ့ကောင်းတွေကိုပါလေးပညာပေးတဲ့အလုပ်ကွာဆရာမရှိသေးတယ်အလုပ်ကောင်းမယ်အန်ကဘောတစ္ဆာရှိမယ်ဆိုရင်ထပ်လာမယ်မြတ်ဘာလို့မှကျွန်တော်ရောက်နေဒီနေ့နဲ့ဆို3ရက်ရှိပြီဒီနေ့ကတော့ပြန်မှာမဟုတ်ဘူးခင်ဗျားထွက်လာမလားကျွန်တော်တို့ဝင်လာမလားဖြဲမှာရမှာဒီလေးတွေ sorry ပါဆရာကျွန်တော်တောင်းမှန်ပါတယ်နောက်တစ်ခေါက်တော့မဖြစ်စီဟုတ်ကဲ့ပါမင်းဆရာငါတို့ပတ်စံပေးတယ်မင်းကြားရရနေပြဘာလဲဘာထားလဲဟုတ်ပါဗျာဟုတ်ပါဟဲ့မောင်ကပါလဲကွာပြုတ်မင်းနဲ့ပြုတ်ချိုးမြင်နော်ငါ6ရောက်သွားမယ်ကိုရင်ပြောနေပတ်စံပေးဒီနေရာထိလာရတာကွာတော်တော်များနေပြီတော်တော်များနေပြီတော့ပေါ့တော့ကေပေးတွေဝေမန်းကြီးတွေလုံနေတယ်ပတ်စံလေး10သိန်းလောက်ကိုပြောလိုက်စမ်းကွာဟဲ့လူနည်းနည်းလားဗျာနောက်လို့ရှိသေးတယ်မကားပါခင်မှာရောက်နေပြီလာတဲ့ပုံလည်းကြည့်ဟုတ်ဆရာဒါအရင်ပါဆရာဒါအတိုးပါရောက်ရက်တော့ဟုတ်ကဲ့ပါကျေးဇူးပါနောင်ပြည့်စင်ရနော်ဟုတ်ကဲ့ဆရာရှော့လဲတော့သိနေဦးမယ်ဟဲ့ချိုးရလဲကျွန်တော်တောင်းပါပါတယ်ဗျာဟိုကျွန်တော်အတော့ပေးဖို့ပဲကြံနေတာပါဘာအတိုးကြံတာရင်းတော့မနေတောင်းနေပတ်သက်ရှိရဆိုတာအတိုးလို့
ငါအခုချင်းအတိုးလိုချင်အတိုးလိုချင်နေဟုတ်တော်ပါ ဘာခက်ခဲကြီး ကျွန်တော်ရင်ပေးပါဗျာအတိုးပေးဖို့ပဲကြံနေလို့ပါ ဒုဘလား အဲ့ဆက်နေ သိန်း50လေပါ မင်းဝင်ပါအောင်းများနေဒါငါကိစ္စ ခဏလေးဘယ်ဘယ်တော့ပေးမလဲ တလာတွင်းကျွန်တော်ပေးပါမယ် ခင်ဗျားကြုံမျက်နှာကိုကြည့်ပြီးသိချပြောသိကြလား သိကြပါလေဗျာ သိကြလား သိကြပါလေ ရပြီဟဲ့သူတလာတွင်းပေးမယ်တဲ့ငါအာမခံတယ်မင်းသွားတော့ များနေ ဟဲ့မင်းနားမပါဘူးငါအာမခံတယ်မင်းဘိုးတော်ကိုပြောလိုက်နော်သွားတော့သိကြရနော် သိကြပါလေ လက်တော့ခင်ဗျားလဲမေဘိုးပါတာ ဘာလဲဟဲ့အစမရှိဆုံးမရှိဒီမှာဝိုင်းသွားဖို့နောက်ကျနေရတဲ့အထင် ဟာဘာဖြစ်ရမှာလဲအမေဘိုးတော်ကနောက်မှပေါက်တဲ့ချွေချပြီးဖေးပါပေးနေတဲ့ကိစ္စ ။အော် तू လိုအဲ့လိုနေမှာပေါ့ဟဲ့။နေမဲနစ်ပထွေးရဲ့နေအောင်လိုချင်တယ်ဆိုသူ့နာမှာတင်းကြီးခံပြီးနေပေါ့။ကဲဒါပဲငါနောက်ကျနေပြီသွားတော့မယ် အေးသမင်းနိုင်တာပို့လားကိုကိုအေးရလည်းရှုပ်ပွားနေရပဲအေးသိမ့်လိုက်မယ်နော် လုံးတွေပိုးနေပြီ ရပါတယ်ကိုရဲ့အကိုဟိုရှော့တင်တာရှော့အောင်အေးယူသွားလိုက်မယ်နော်ရှော့ဟာတွေခောက်ထားလိုက်မယ် လုံးလုံးတွေရှုပ်နေပြီအဲ့ဒါ ရပါတယ်ကိုရဲ့တခါလုံးလည်းအမိုက်ကြီးပဲကိုရဲ့အေးဒီပဲစီးလဲလိုက်မယ်နော် နောက်နာကောလား မကောပါဘူးကိုရဲ့အေးကရှုပ်ပွားနေလို့ရှင်းပေးရပါ နေစစ်စစ်ဝင်နေတယ်နော် ရပါတယ်ကိုရဲ့အကိုသမင်းစားမယ်မလား ဘာရဲ့နော် နားရဲ့တက်တက်ချင်းရဲ့ ဘေးဝင်တော့ဘာလို့လဲ အကွာလည်းနေတိုင်းပဲဝင်အကိုအိမ်မှာဆိုလို့ ဟာရပြီဖြုတ် အကိုမျက်နှာလည်းမသိရသေးဘူးလေ စားလို့ရတယ် ကိုအေးတစ်ခုတော့ပြောလို့ရပါမယ် လို့ ကိုအိမ်မှာတရားစင်လည်းမရှိဘူးတရားစင်လေးထားလိုက်ပါလား
ဘာမှမဖြစ်ပါဘူးကောင်းတယ် အဲ့ဒီကိုအေးမယ်မကောင်းဘူး မဟုတ်ပါဘူးကောင်းပါတယ် မေ သမီးဟိုကလေသမီးကိုမြလာမလားဆိုပြီးတော့အမေသမင်းဝဲပြည်ပြီးစောင့်နေတာသမီးအဲ့သမီးဟိုအမေဖုန်းဆက်တာလေတားလေးကမကင်ဘူးဟိုသမီးဖုန်းဆက်ကြည့်ပါလားဟင် ဟုတ်မေသမီးဖုန်းနဲ့ဆက်ပေးကြည့်မယ်နော်မကင်ဘူးမေသူမအားလို့နေမှာပါဟိုသူပြန်လာရင်စားမှာပေါ့မေရဲ့ပြီးရင်သူဖုန်းကင်မှာပါမေနော်သူမအားလို့နေမှာမေစားလေထမင်း အော်အေးစားမယ်သမီးဟိုသမီးလည်းစားတယ်ရော့ စားမယ်မေထက်စားလေသမီး ဟယ်လိုကိုကြီးလား အေးဟဲ့ပြောဘာတော့ငါမအားဘူး ကိုကြီးအမေကဖုန်းကင်လို့တဲ့ကိုကြီးအားဖုန်းလေးပါလေးပြန်ဆက်လိုက်ပါအောင် အေးငါအားရင်ဆက်မှာပေါ့အားမမအားသေးတယ်ဘာပြောမလို့လဲ ဘာမှမဟုတ်ပါဘူးနေကောင်းလားပါလားမင်းတို့နေမှာပေါ့ အာအေးငါနေကောင်းတယ်မအားသေးလို့ဒါနဲ့နင်အခုဘာမှတော့ အိမ်မှာ အာအေးရောက်နေတဲ့ဟာကိုနေကောင်းတယ်လို့ပြောလိုက်အလုပ်လုပ်မယ်မအားဘူးဒါပဲအာဟဲ့နင်ကပြောကြရှိရနော်နင်ဟိုကောင်နဲ့ပဲตาရမနေနဲ့ယူပါပြက်တယ်မြဲဆန်းယူအေးဒါပဲငါမအားသေးလို့ ခဲရောမင်းဒီလ case 6ခုပြီးသွားလို့6ဆပို့ပေးထားတယ်ဟောလေမင်းတို့အားလုံးလည်းအကုန်ပို့ပေးထားတယ်နော်အေးညဘက်မူးယူပြီးတော့မနဲ့မလာနိုင်လို့ကတော့အကုန်ထောက်ပါနော်စင်နေရောနောက်မင်းလုံးရမယ့်အလုပ်ကဒီကောင်မလေးကိုရှင်းပြရပြက်လာ ဟောမင်းဝေးနေပြန်ပြီ မိန်းကလေးတယောက်ကိုအကျွေးမပေးတာနဲ့အပြက်ရှင်းကြလိုလို့လား ငါလုပ်တွေအကုန်လုံးဖြက်စီးနေတာကွာရှင်းမအောင်ဖြစ်မှာမင်းစီကိုကုန်တီတီးပို့ပေးထားပါရော့စနေကနင်းတွက်ဆိုပြီးတော့အဝတ်စားနဲ့3ဆောင်တွေဝယ်ပေးလိုက်တာဟာ ဟုတ်လို့လားကိုဖို့အောင်ရလဲ ငါနင်းကိုလိန်ပြီးလာပေးကြတာဟာစနေကိုယ်တိုင်ဝယ်ပေးလိုက်တာ နော်ရအောင်ရကြလို့လား ခါတော့မရိုက်ဘူးဒါပေမဲ့ရပါတယ်အဆင်ပြေပါပါ ရိုက်ပြီးလို့ရှိရင်သမင်းလာစားတယ်နော် ဟုတ်ပြီဘာရင်တော့ ဟင်းရတော့ကောင်းတယ်ဘယ် ရှယ်ပဲဆွဲမယ်ပြင်လိုက်ခဲ့စားတော့ပြဲဘဲဝင်လေးစားကြကြလို့ပေါ့ငါတော့စားကြလားဟဲ့ငါတို့စားကြတယ် ရှိတော့ကုန်ပြီခုနပြောတော့မစားအောင်ဆို အေးပါနော်နင်းနော်နင်းတွေ့ဦးမယ်ကဲနင်းလည်းစားပါစားဟဲ့ငါတို့လည်းပူသွားအေးပြည့်ရှင်လူတဲ့စီတွေဝယ်တော့
我不上了，真的不许说，原来是没没原来，哎，我老家路来苗农呀，哎，ရှင်းကို 哦，秀狗迷，哎，没哎都到我了，我没ပြောလို့ငါအေးမို့အေးလို့ပြောတယ်ခင် အေး ဗျာ နာပဲလေအေးကထူးမှာပေါ့ 该啥样啥， ရေရင်တော့လိုက်မင်းလေမကြွေးဘူးမင်း ဘာလုပ်တာလဲကိုဖောင်းမြလဲ 你把这表给补你们俩手了，啊，你又搬来的，你把别人修个，哎，俺那呗，这就说了，俺那呗， ဟေ့ရောဘာချစ်လဲဘာချစ်လဲ 给俺妈傻逼，看，大姨，这个用你们修理把里呢，哇，给楼上嘛，明天来这张里哦，然后路里把地上路，明天把楼上嘛， ဘာချစ်လဲပေးငါမိချင်းနဲ့စိတ်ပဲပဲ 哎呀，俺表那爱情不好喏，明天把哇，你把楼上嘛，哎呀， ငါသိတဲ့အချက်ကတော့ ရမ်းပူတယ်ပူလာမှ heavy ပူတာနော်မင်းတို့ငါတို့ရမမှန်တူတူမပေါ်အောင်ရင်လို့ပြီးတော့မှချစ်ကိုစဉ်းစားမမှန်တူတူပုံသွားတယ်တဲခွဲရှက်ကီတောက်ကြမရှိဘူးတော့တိုင်ဆောင်လာမယ် 哎吧，哇，嘿，你对表那不是多呀？哇，哎呀，我第一类的，我讲，这个呢，像你的用的，သွားပြရှိသွားမလား ဟုတ်ဟုတ်ခင်းစားတော့ မစားတော့ အားဆိုရင်အိမ်ခင်းနဲ့ပို့တာနော် 嘿，你哎呦那不如行了啊，俺这人把补贴了吧？俺说哎妈，你那要你的哈，你要你。 ရမ်းရှည်တယ်ကွာမင်းနာမည်ဖိုးရှည်လို့တော့ပြောင်းလိုက်တော့ရှည်ကြီး 哎呀，俺们考进去考完，俺啥都业绩的瓜，走，端， သွားမယ်လားကွာဖိုးရှည်อ่ะ 再见喽。 မအော်ရင်တတ်တာပဲငါပြောတာသဘောပေါက်လားမင်းလူများကြွေးယူဘာလို့ပြန်ဆက်လဲ ရှင်ဦးကခါရလူလား မင်းကငါ့ကိုဦးဝက်ကလူဝင်ဘယ်လိုသိလဲငါပြောတာဖြေလေမဖြေရင်တော့မင်းတတ်ရလိမ့်မယ် Okay စနေ okay သူကလည်းစိတ်ချမ်းသာတော့တယ်ကွာ အဲ့မှာထားမင်းငေါ့မလိန်နဲ့နော်လေဘေးညှစ်တက်ရမလားဓာတ်နဲ့မှုန်ပြီးတက်မင်းကြိုက်တော့ရွေး ညီမအတန်းနဲ့လဲပြီးပြောပါမယ်ညီမနေမနေတာပါရန်ကုန်မှာအလုံးလာလုံးနေနေဖြစ်တာအရင်ကတော့အဆောင်မနေပါတယ်အလုံးလုံးရင်အားလည်းရတွေမှာလူမှုကိစ္စတွေလုပ်ရင်းနဲ့ပရဟိတအဖွဲ့တစ်ခုနဲ့ချိတ်ဆက်မိတယ်ခလေးလူငယ်ပညာရေးနဲ့အလုပ်ကန်ရှာဖွေရေးပေါ့အဲ့ဒီမှာဥပကနေစပြီးတော့ဆက်သွယ်မိတယ်ဥပကသူကိုယ်တိုင်လာပြီးတော့နေမျိုးတွေရွာငယ်တွေကခလေးတွေကို
ပညာရေးနဲ့အလုပ်ကိုင်းအတွက်ရန်ကုန်ခေါ်ခိုင်းတယ်ငွေကြီးအတွက်ကတော့အဆဆရရသူတောင်းဝင်ယူမယ်ဆိုပြီးတော့ပေါ့အဆကတော့ဆဆရရအဆင်ပြေပါရဲ့ညီမလည်းဒီလိုကိုလုံရင်းနဲ့အရန်ကျင်လို့မိတယ်ဒါပေမဲ့အဲ့ဟာတွေအားလုံးကသူခွင်စင်ပြီးတော့လိန်ညာခဲ့ရတယ်အယုံသွင်းခဲ့တာကြီးပဲပတ်ဝန်းကျင်တစ်ခုလုံးကသူ့ကိုယုံကြည်လာအောင်လို့ပေါ့စားတော့ညီမလည်းဘာမှမသိလို့ယုံကြည်ခဲ့တယ်နောက်ပိုင်းကျတော့မနေ့ကစပြီးတော့ပို့လိုက်တဲ့ကလေးတွေကသူတို့လုံနေတဲ့စားတောင်းဆိုင်တွေလက်ဖက်ရည်ဆိုင်တွေပါရှိကြတော့အဲ့ဒါလည်းညီမလည်းဘာလို့လဲလို့ဥပကောင်းမေးတော့တရုတ်ပြည်နဲ့မလေးရှားကိုရောက်ချိတ်ဆက်ပေးလိုက်တယ်တဲ့ဟဲ့မှာဆိုလို့ရှိရင်သူတို့ဘဝအတွက်အာမခံဖို့ရှိလို့တဲ့အဲ့ဒါညီမဘာမှမသိရပါလားလို့ဥပကောင်းမေးတော့ဥပကအဲ့မိကုန်းကိုတိတ်တော်မကြောက်မင်းရဲ့အလောက်ကလူတွေကိုရှာပြီးစွတ်ဆောင်လိုက်ရင်ပရာဟိတဖြစ်ပြီလေတဲ့အဲ့ဒါနဲ့ပဲညီမလည်းမသိပါလို့ဥဝကရဲ့အကြောင်းစုံစမ်းကြည့်တော့ဥဝကလူကုန်ကူးမှုလုပ်ငန်းကိုလုပ်နေရဲဆိုတဲ့သတင်းသက်သက်ကိုညီမရလိုက်တယ်အဲ့ဒါကြောင့်ဥဝကကိုဆက်သွယ်ဖြတ်လိုက်တာခုချိန်ထိပဲမင်းကဘာလို့ရဲမတိုင်လဲ နေမရှိရဲ့ဟိနဲ့မေကိုရန်ရှာမဆိုးပါဥပကပြောရဲညီမရရဲ့လာစားရီဟုတ်ဖို့ရီပြီးတော့ဒီအခါကိုကားရဒီပတ်စံလေးကိုသူ့ပေးထားရတဲ့နင်းထောင်ထဲမှာနေချင်လို့လားတဲ့အဲ့ဒါကြောင့်ပါအခုဥပကဖမ်းထားတဲ့ကောင်းလေးရှိနေသေးတယ်သိကြလို့နေအန်ရသေးတယ်ရတယ်ထားဒီဒီကနေတော့နင့်ဖေရဲ့နင့်မေရဲ့ဘာမှမဖြစ်စေမတောင်းဘူးစနေဒီဘာတွေးနေတာအေကန်နာမင်းအေးစိန်ကြောင်တွေးနေတာဟုတ်တယ်မလား မင်းရတယ်ဒီသိလားငါငြိမ်နေပြီဆိုတာနဲ့အဲ့နှာချောင်းစဉ်းစားနေတယ်ပဲထင်နေတယ်ငါအဲ့လိုမရတာမယူဘူးနော်မင်းရဲ့အဲ့စီးကမ်းမရှိတဲ့ပါချက်ကြီးကိုထိန်းစမ်းပါကွာမင်းဟိုတနေ့ကလည်းရှောက်ပြောဟိုမှာအေးစိန်ကရှက်ကုန်မင်းရတယ်ကွာမင်းကုန်မင်းလိမ်မလီစမ်းပါနဲ့ဟဲ့အောင်အေးစိန်ကြည့်ရတာလေနော်မင်းကိုစိတ်ဝင်စားတာထက်ကိုပိုနေတယ်မင်းတို့မချစ်ဘူးလား ဟဲ့ငါအချစ်ကိုမယုံဘူးနော်အချစ်နဲ့အမုန်းနဲ့ကြားထဲမှာလက်တလုံးပဲချားတယ် ဟာကောင်းလိုက်လားကွာပြောတော့ပါဦး
ဟဲ့ငါပြောပြမယ်ငါသိတဲ့အချစ်ဆိုတာကတော့ပံ့ပိုးခြင်းပဲပံ့ပိုးခြင်းဆိုတာကိုချစ်တဲ့လူတယောက်နဲ့တယောက်နဲ့ကူညီရမယ်ဖေးမရမယ်လိုအပ်တာလေးတွေကိုနောက်ကနေချိန်လုံးကြည့်နေရနော်ဒါမှကိုချစ်တဲ့လူဟိုးမြင့်ကိုရောက်ကိုကအများကြီးလုပ်ပေးလို့ရတယ်အဲ့ဒါငါသိတဲ့အချစ်ပဲ စနေမိတိုင်နဲ့ကျန်းလိုက်လားကွာ ကွာငါခေါင်းထဲမှာနောက်နေအခုတော့အလုပ်ကိစ္စပဲခေါင်းထဲရှိမင်းလိုဖွန်ကြောင်နဲ့ငါအခုလိုပြောနေရတာဟိုကငါတော်တော်လွန်နေပြီ မင်းရလေကွာစနေငါမင်းကိုပြောစရာရှိလို့ကွာ ဘာလဲမင်းဖိုက်ကြီးပါဟာ ဟာဟေ့ရောက်ကြီးစရာလားကွာမင်းရလေဟောက်ကြီးကရှောက်ပြောတယ်ဟေ့ရောက်ငါကောင်မလေးကငါ့ကိုဖုံးဆက်လာတယ်ကွာဟိုကောင်လည်းမယူပြဘူးတဲ့အတူငါ့ကိုဖုံးဆက်လို့ အဲ့တော့မင်းပြန်မယ်ပေါ့ ခဏတပြောတော့ငါပြန်လာတော့ကွာ ချီးတော့လှုပ်တော့တေချာမလို့ရသေးဘူး မင်းရလေကွာငါပြန်လာမှာပေါ့ကွာနော်ခဏပဲ ပြီးတော့ဖုန်းလေးပါဆက်အောင် အေးစိတ်ချတာကြီးငါပစ္စည်းတော့တင်လိုက်အောင်နော်တော်ပြီအောင် ငါသာကျွန်တော်ရောက်နေတယ်အားလုံးအေးဆေးပဲโอเคစောင့်နေနော် ကိုကသားတို့သမီးတို့လာခဲ့တာနော်မကြောက်နဲ့ကဲပြီးကိုလာတာဘောလဲနော်ဒါပြေးပြေးတာပြေးပြေးတာတယောက်ချင်းသွားပြေးပြေးသွားမရှိနေမိကိုကြွက်လျှောက်လိုက်လာရင်အကုန်ဒုက္ခရောက်ကုန်မယ်။အဲကြောင့်မင်းတို့အားလုံးစားဖို့ခဲ့ရ။ဟာဒီလောက်ခလေးအောင်ဖြစ်စီတော့မလုပ်နိုင်ကြဘူး။ဘယ်ကောင်ပြတာတောက်ချက်သွားလဲ။ဟာတော်သေးသေးကိစ္စမဟုတ်ဘူးကျော်ကြီး။ငါကဒုက္ခရောက်သွားပါ။မင်းမရင်ဒီလိုမဖြစ်စေရဘူးဆိုဟာတော့ပြခုခံနေတယ်ကျွန်တော်ဓာတ်နဲ့ထိုးလိုက်အကောင်ကမတန်ရဘူးဘယ်တော့ဓာတ်နဲ့ထိုးတာမထိုးတာမလဲဘူးဘာဖြစ်လို့အောင်ဒီလိုလုပ်ခဲ့ရလဲဘယ်တော့အဲ့ကောင်ရမနေအောင်တယောက်တည်းပါဆရာဟာတယောက်တည်းအောင်ပါဘယ်တော့မစမ်းကြအောင်
ဘူးလားရှက်ကိုမရှက်နိုင်တော့ဟာပြောက်တော့ငါတော့တွေ့အောင်ပြန်ရှာဒီကောင်တွေ့တော့ကွာတမျိုးလုံးတွေ့တော့ငါတော့ကြည့်ရအခါစီပွားရေးကိုလာဖြတ်စီရဘယ်အောင်မှငါရှင်းမထားနိုင်ကွာပြောက်တော့အဲ့ဒါစနေကိုအစီတော့လာထိုင်ဖျားနေရလားစနေဖျားလည်းရပါတယ်ကွာချောက်ရတယ်ငယ်ကျွန်တော်ခေါ်ရစို့ဘာပြောရရှိပြောမယ်ပြောချင်လုံးခေါ်ခိုင်းလိုက်တာအငဲ့လုပ်တယ်ကွာခုတလောအဆင်မပြေဘူးရှုံးပေါ်နေပြောရမှာတော့ချက်စရာကောင်းတယ်စနေကြီးအငဲ့တပည့်တွေကဘယ်သူမှမင်းလောက်ရေးချင်းမရှိကြဘူးမင်းမပါရင်လည်းပွဲမပြီးဘူးတယောက်မှမကြောက်ရရလားရတယ်ပါစေကပြဆက်ရှင်ပြနော်ခေါင်းစကားပြန်ဆက်ရမယ်ဆိုရင်ဒီကောင်းမဆောက်တော့မကြောက်နောက်ပြီးတော့မင်းမသိသေးတဲ့အခက်အလုပ်တွေအများကြီးရှိသေးတယ်ကွာအဲဒီကိစ္စတွေမင်းသိသွားရင်လဲမင်းသဘောမတူမှာမင်းလက်မခံမှာအကဆိုးရင်နေအကတိရကြားရတဲ့လောက်ကတော့မင်းကစိတ်ပန်လူမှာကျော်ဓာတ်နဲ့ထိုးလိုက်အကောင်ကမူတန်ရဒီအပြန်စေကန်သွားပြအောင်သွားလိုက်ဒီတဲ့အချိန်ကြီးပူဆိုးသွားမှာဆိုဟုတ်ကဲ့ကျွန်တော်တော့ကဲဘလို့လဲအကဆိုတဲ့ဆရာကြီးအခုထက်ဒီကလေးတွေရောက်လာတယ်ဘာဖြစ်တာမင်းများဖုန်းဆက်မလားလို့ငါစောင့်နေတာငါပဲဆက်နေရတယ်ဘာလဲကွာဒါနဲ့ငါမေးအောင်မင်းတွဲလို့တဲ့ကောင်မလေးကလေဝါလားထွက်ပြေးသွားထွက်ပြေးတော့နော်မင်းဘွားပြက်ဘာရောက်တော့အဲ့ဒီကိစ္စငါပြီးအောင်ရှင်းမယ်ဒါပဲရောโอเคလေဟေးငါရဲ့မရပါသားလေးကျော်ကြီးဆိုတဲ့ကောင်မင်းကဘာလုပ်နေလဲကျွန်တော်ခုမင်းဘေးနားမှာစနေညမရှိနေတယ်မလားရှိနေရှင်းမလိုက်တော့ဝေးထွက်တိုင်ကိုမဖြစ်စေနဲ့နော်အခိုင်းရဲ့တိုင်းလုံစမ်းပါကွာဒါမှမင်းလူချင်တဲ့နေရာမင်းရမှာပေါ့โอเคပါကိုလား
လာပါတော့လူတွေမလည်းကြောက်နေတယ်ကို ဟဲ့ဘာလဲဟဲ့မကြောက်ဘူး စိတ်ကြောက်တယ် ဟဲ့မကြောက်ဘူးဟဲ့အေးစိတ်အခုအခုတော့တမင်းနဲ့လာပေါ်လာ ဟေး အောင်မဟုတ်လေဒီအရင်လိုပဲအခုထင်းနေတယ်နော် အေးလို့ ဟယ်လိုကိုကြီး ချာစုဒီမှာပါလေပြေးတော့ခုပြေးတော့ငါပြောကြားလားအိမ်မပြန်နဲ့နော်ဒီပြေးတော့တူလဲချော ကိုကြီးလေဘာတွေပြောမှလည်းမသိဘူးပြေးတော့နေ ဒီဘက်ငါစားပါစေးကြောင်နေရတယ်မှာပြောလိုက်ကိုချိုးရင်ဝင်မตายရနေတယ်
ဘယ်မှပြေးစရာ ရန်စကားတက်တာကိုပြ ခိုင်းလို့ပဲစီးတော့တာလေနော်လက်တက်ပြီးမှကလေးရုံတယ်ဒီနေ့တော့ကိုတိုင်းထိုင်ပြီနော် ဟမ်ခါရလဲချွာကြောတောက်နေကြပဲဟာ ဒီနေ့ကကိုတိုင်းတိုက်ချင်လို့နော် ချိုးစုအဖို့ကိုပေးစီလေးရှိနေတော့ဘိုးတော်ပြောသလိုဓာတ်ရင်နဲ့တွေးထက်တယ်ဖြစ်ရှင်တော့အပါလေတလေအေးညီမလေးပြော မင်းမလေးမဟုတ်ဘူးကွာမင်းမလေးသေးပြီကေ ကျော်ကြီး အမေမချစ်လို့လားပြောကျောင်းရက်ကြလို့လား ဘာရင် ဟင်းရတော့ကောင်းတယ်ဘယ်ဦးဝကလူကုန်ကူးမှုလုပ်ငန်းကိုလုပ်နေရဲဆိုတဲ့တရင်သက်တွေကိုညီမရလိုက်တယ် ဟဲ့စနေဘေးဝင်ပါစောင်းများနေဒါငါကိစ္စမင်းမလေးသေးပြီ
စနေတူနေတဲ့အိမ်မှာတော့မရှိဘူးတော့ရဲ့ဒါပေမဲ့မပူပါနဲ့သူအလုပ်လုပ်တဲ့အိမ်ကိုကျွန်တော်လိုက်ပို့ပေးမယ်နော်ဟုတ်တယ်တော့အတော့ဖုန်းမမကင်တာမဟုတ်ကျွန်တော်ဖုန်းနဲ့လုံးဝမကင်တာအတော့စိတ်မပူပါနဲ့ဒီနေ့အတော့သားကိုတွေ့ရမယ်ကျွန်တော်လာခေါ်ပြီးလိုက်ပို့ပေးမယ်နော်ဟဲ့ကောင်စတဲ့ဟာငါမသေးသေးဘူးကွာဟာစီရောက်တာလေတာ ဒါရပါလေသူသွေးနေနဲ့အနီအထဲမှာရှင်ကိုအကမဟုတ်လားဟမ်你们唱完了吗？你们去，你们记得没有？我路比他都强大了一个，那多好路！他的不要你来哪了路？我陪着他把那跑哪了啊？不要他把那跑哪了？嘿，这把爱人不了紧呢？啊，你那这路标的哪？家往后呗。就这么也得没，你们怎么讲？这俺比他都强大了这个呢？အဲ့လိုနေတော့ကျမချမ်းသာကြည့်ရှုပ်ကျမရဲတယ်မနော်ခေါ်တော့သိပြီပေါ့ဟုတ်လားဟမ်ရှင်မသိသေးတာဟာအဲ့ဒါရှင်သာ你让我们来，拉倒了。လာတော့မပြေဘူးနော်ရှင်တော့သွားပြီ你到谁？你给我一个，大力，大。